ဒီလူကခိုးတာရိုးရိုးမဟုတ်ဘူးဗျာတကယ်ကိုမော်ဆရာကြနေတာပဲဒေါ်လာတန်း900တန်စိန်ကြီးကိုခိုးပုံခိုးနေရလဲတအားရဲတာဗျာဒီလိုမျိုးလုပ်ဖို့ဘယ်သူမှစိတ်တောင်ကူးမှမဟုတ်ဘူးသူကတကိုယ်လုံးကိုအဖြူရောင်ဆေးတယ်တို့ပြီးပြက်တိုက်ထဲမှာရုပ်တုရောင်ဆောင်ပြီးရပ်နေတာပြက်တိုက်ထဲကပြထားတဲ့ပစ္စည်းတစ်ခုနဲ့တထေရတဲ့ပဲကြာလုံကြုံရေးလေးတယောက်မှတန်တရားမဝင်ကြဘူးဒါပေမဲ့ဒါကအစပဲရှိသေးတာသူကလက်ထဲမှာစာအုပ်တအုပ်ကိုကင်ထားတယ်အဲ့ဒီစာအုပ်ထဲမှာရွှေ့ဝဲထိန်းချုပ်ခလုတ်လေးတစ်ခုကပုံနေတာဗျာအဲ့ဒါကိုတုံးပြီးသူကကားအနက်လေးတစ်စီးကိုထိန်းချုပ်လိုက်တယ်အဲ့ဒီကားလေးကတိုင်တိုင်းရဲ့နောက်ကနေထွက်လာပြီးချန်ပီယံဘော်ဆွဲထားတဲ့အနှစ်ရောင်မြင်းချောင်းအတိုင်းလိုက်သွားတာအစီအစဉ်ကတအားကိုအသေးစိတ်ချလို့ကားလေးကချန်ပီယံဒီဇိုင်းနဲ့တသားတည်းချပြီးလုံခြုံရေးကင်မရာတွေမှာလုံးဝပေါ်မလာဘူးပြီးတော့စိတ်ပူစရာအခိုက်အတန့်တစ်ခုရောက်လာတယ်လုံခြုံရေးတယောက်ကကားလေးသွားမဲ့လမ်းကြောင်းထဲကိုတန်တန်မတ်မတ်ရှောက်လာပြီးရက်လိုက်တာဗျာသူဝေါ်ကီတော်ကီကိုပြောပြီးမလှုပ်မရှက်ရက်နေတယ်ဒါတော့ခိုးတဲ့သူကစိတ်အေးပဲနေတယ်ကားလေးကလုံခြုံရေးရဲ့ခြေထောက်အောက်ကနေအတန်တောင်မမီပဲတိုးတိုးလေးရှော့ဝင်သွားတာအဲ့ဒီကားလေးကစိန်ထည့်ထားတဲ့မန်ဘီရိုနာကိုရောက်တော့မှတကယ်အလုတ်ကြီးကစတာဗျာကားလေးကကနေခုန်တာပြီးမန်နဲ့အောက်ခံအကြားတိုးဝင်ပြီးတော့ဘေးဘက်ကိုတက်သွားတယ်မန်ကန်တဲ့နေရာကိုရောက်တာနဲ့ကားလေးကပုံစံပြောင်းသွားတယ်စရုပ်လက်မောင်သေးသေးလေးတစ်ခုထော်လာပြီးစိန်ကိုညင်ညင်တာတာဖြုတ်ယူလိုက်ကချက်ချင်းတဲ့ 3D hologram အတုတစ်ခုကိုဖန်တီးပေးလိုက်တယ်အဲ့ဒီစိန်အတူကတအားကိုတကယ်အစ်စ်လိုပဲဗျာအနီးကကြည့်တာတော့ဘယ်သူမှမခွဲခြားနိုင်ဘူးခိုးရဲသူကစိန်ကိုရပြီဆိုတော့ဘယ်သူမှတတိမထားမိပဲအေးဟေးဆေးဆေးပဲရှုပ်ထွက်သွားတယ်ဘေးနာကလုံခြုံရေးကတော့ရုပ်တုအတူကြီးကိုပဲတန်တရားမဝင်ပဲစောင့်ကြည့်နေတော့ပဲဒါပေမဲ့ခိုးရဲသူထွက်ခါနီးလေးမှာပဲမထင်းမှထားတဲ့ကိစ္စတစ်ခုဖြစ်လာတယ်ဗျာသူဖခုံးကရဲအရာရှိတယောက်ကိုအမှတ်မထင်းသွားထီမိလိုက်တာရဲအရာရှိကလှဲ့ကြည့်ပြီးသူ့ကိုထေချာစိုက်ကြည့်တယ်အဲ့ဒီအခိုက်အတန့်မှာပဲရဲအရာရှိမျက်နှာမှာတန်တရားအရေးအယောင်လေးပေါ်လာတယ်သူတိသွားပြီ